ဆိုးသွားတဲ့အနက်ကြီးအဲ့ဆိုထိထားတယ်သူရဲ့ချိန်ပါဒါမဲ့လုံးဝလူရဲ့ချိန်အေးသွားတဲ့ချိန်မှာအဲ့ဒီရတာဘုံဘွေးရှိရှိပေါ်လာအဲ့ချိန်မှာဒီပေါ့ဒီကကောင်းတာလားမကောင်းတာလားတချို့ဟာကိုကျွန်တော်12လောက်ချိန်တော့ဆိုးသွားတယ်တချို့ဟာတွေကြတော့တကုံဘုံကြီးတာလည်းတစ်ခုပြီးဆက်တော့ချိန်ဒီလိုမျိုးပေါ့အဲ့တော့လာလာရကျွန်တော်ကစစ်တုံးစင်းတော့ပါခုနကတည်းကစကူလေးတွေခုနကတည်းကနော်အဲ့တော့အေးတဲ့ချိန်မှာလို့ရှိတယ်၊မွေးတဲ့ချိန်မှာလို့ရှိတယ်၊ဥလုံးမှာလို့ရှိတယ်ရတာ။ဘုပြေးသွားတယ်အရာလာပြေးနိုင်တယ်ဆိုတော့ရကောင်းတယ်။အဝိမပြေရလို့ဆိုတော့ဒီကော်ဖီဆိုမှုတွေဆိုလို့ရှိရင်လူတွေအသက်တာ။လူတွေအသက်တာဖြစ်တဲ့ဆိုတော့ကော်ဖီကိုဖြည်းဖြည်းလေးမှုရတယ်၊ထပ်ပြင်းပြင်းမှုရတယ်။ရတာထွက်လာတော့ကျွန်တော်ပြီးရင်လူတယောက်ကဆိုတော့လူရအများကြီးဝိုင်းနေကြတယ်ဒီထဲမှာဆိုတော့တယောက်က3ချက်ပဲလို့တယောက်က10ချက်လောက်မယ်ကော်ဖီနဲ့အောင်လို့အဲ့ပုံမှာရတာဒီကအဲ့ဒါကြောင့်အားလုံးလူအောင်ကော်ဖီထည့်တယ်ရေးပေးတယ်စတန်ဒတ်လို့ပဲအပေါ်ကအုပ်ထားဖို့လို့အဖောင်းတစ်ခုကိုအုပ်ဖို့လို့ကော်ဖီပတ်ဖို့ဟုတ်လူဟာမလေးအုပ်ဟုတ်လားလူလေနော်ကော်ဖီကကြိတ်ပြီးသွားလို့ရှိရင်ဟုံးပိတ်ထားမှရမှာပေါ့အချိန်ကြာလို့ရှိရင်သူ့ရဲ့အနက်တွေအကုန်လုံးကထွက်ကုန်တော့ဟုတ်လေအခုရေနွေးထည့်ပြီးရေနွေးထည့်ပြီးတော့ရေနွေးထည့်ပြီးအုပ်ဖို့မလိုဘူးဘာလို့လဲဆိုတော့အဲ့ဒီရေနွေးထည့်ပြီးခုနရေနွေးနဲ့ကော်ဖီနဲ့ထွက်လာတဲ့အနက်ကိုကြီးကအမှတ်ပြီးတော့ပါဟုတ်ပိတ်ထားတယ်ဟိုတိတ်ပြီးတော့ခံသေးတဲ့လိုက်ထည့်ရင်တခုခုဒီတဲ့ထည့်ရင်တော့အဖောင်းအုပ်ထားပြီးတုံးတဲ့ပုံပြီးရလို့ဆိုတာဆိုတာမတူတာတွေကိုစမ်းတာမတူတာမတူတာတွေကိုစမ်းတာသူ့ဘုံလူဘာကြောင့်လဲဆိုတော့ဒီလုပ်တယ်ဆိုတာသူ့ဘာသူကြိုက်တယ်လို့အဲ့ဒီဟာမှမပြီးဘူးဥပမာဆိုပါတော့ live လို့ဆိုတယ်လုပ်တယ်ဆို live လို့ဆိုတယ် live လို့ဆို live လို့နဲ့သွားပြီးတော့ solution လုပ်ရ balance solution ဟိုဟာတူပဲ question လုပ်ရအ live လို့ဆိုလည်းဒီရတာပြရမယ်ဒါလို့မှလည်းဒီရတာပြရမယ်မတူဘူးလေအဲ့တော့ live လို့ဆိုရင် live လို့ sensor တွေကိုဟို memory ကိုပြန်ပေါ်ရတယ်မီဒီယံပြီးမယ်ဆိုရင်မီဒီယံမှာရှိတဲ့ချိုချင်းခါအရသာတို့လိုထွက်ရလာပြီးရင်ကျွန်တော်တို့ကဆိုပါလို့ဟိုဥပမာဆိုတော့ကော်ဖီဆိုတာခါတဲ့ချင်းဒါပေမဲ့အဲ့ခါတာကဘယ်လိုခါတာလဲဆိုတော့ကျွန်တော်တို့ရဲ့ memory မှာစားပြီးတဲ့အစားအစာတွေပြန်ရှင်းကြည့်ကြတယ်ဥပမာဆိုတော့ကျွန်တော်တို့စားလိုက်တယ်ခါတဲ့အရသာကအဲ့ဒီအရသာကကျင်းငါးပြီးလို့ခါတာနော်အမှုစေးတောက်တယ်လို့ခါတာစေးတောက်တယ်လို့ခါတယ်ပြန်တောက်ကြတာစေးအဲ့ခါရတာဒီကြိုက်ဘူးဟုတ်နော်စေးတောက်လိုက်တာအောင်ပြီးတော့မလေးတောက်တာနောက်တစ်ခေါက်ပြန်တောက်တယ်ကျွန်တော်မတောက်ကြတာဟုတ်နော်တစ်ဖက်စားရောမခါဘူးဒါမှလို့ကျွန်တော်စားတယ်အေးအဲ့ဒါပဲအဲ့တော့ပဲခါတာချင်းတူတူဆိုလို့ねထက်စားခြင်းကော်ဖီခါတာချင်းတူတူထက်တောက်ခြင်းအဲ့ကော်ဖီအဲ့လိုကျွန်တော်အဲ့ကော်ဖီတောင်းအကျဉ်းကြီးအပြည့်တာတတ်မှတ်တာဒီကြည့်လိုက်တယ်ခါတာရလုံးဝကျွန်တော်ဆက်မတောက်ချင်ပါဘူးအကြမ်းရအောင်ပါအဲ့တော့ကျွန်တော်ခါတာကဒီနောက်တစ်ဆင့်တက်မယ်ဆိုခါတာကခုနကဂျင်းကားလေးကိုခါတာလားဘယ်လိုမျိုးခါတာလဲဥပမာဆိုတော့ကော်ဖီတောက်ကြည့်လိုက်အချင်းတလေးရဘယ်လိုချင်တာလဲတံမြာလေးလိုချင်တာလားရှောက်လေးလိုချင်တာလားလိမ်မော်ဒီစားလို့ရတဲ့ချိန်မျိုးလားစတော့ပဲလိုချင်တာလားတောက်ကြည့်လိုက်တယ်ကော်ဖီကညှော်နေရတယ်ဘယ်လိုညှော်တာလဲစက်ကူဒီရှုပ်ထွက်လာတဲ့ညှော်နေလားရာဘောဒီရှုပ်လို့ထွက်တဲ့ညှော်နေလားတသားလုံးကိုဗီရှုလို့ထွက်လာတဲ့ညှော်နဲ့လားမတူဘူးလေအဲ့ညှော်နဲ့ကိုရှင်းကြည့်ကြဒါကပြီးလို့အဲ့တော့ကျွန်တော်ကအနဲ့ရတယ်ဆိုတော့ဘာအနဲ့ရလဲပန်းနဲ့ရတယ်ဟိုဟာသူကအခြေရတာလေးရတယ်အဲ့တော့ကျွန်တော်ကထက်စစ်နှိုင်းရှင်တဲ့အလုပ်တွေကျွန်တော်လုပ်ကြတယ်အဲ့တော့ချင်းနေဆိုတာနဲ့ဟာကော်ဖီကဒီလေးအချင်းနဲ့ချင်းနေတော့ဒီကော်ဖီဆိုတာနဲ့ကျွန်တော်မရက်တော့ဘူးနောက်တစ်စစ်ဘယ်လိုချင်းတာလဲဆိုတော့ကျွန်တော်တို့ရှာအောင်ထပ်ပြီးလေ့ကျင့်နိုင်တာအဲ့လိုနဲ့ဘယ်ရပါ